တရုတ်ဆောင်ပြည်ပြင်းမှုတွေကြောင့်ရုံမတင်သေးပေမဲ့ပရိသတ်တွေကြားမှာပေါက်နေတဲ့နေတိုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မင်းသားကျော်နေတိုဟာဆိုရင်တော့အမျိုးသားအမှုပညာရှင်တွေကြားမှာအောင်မြင်ဆုံးမင်းသားတစ်လက်ပဲဖြစ်ပါတယ်နေတိုဟာကျိုးလဲစူးစမ်းသလိုပရိသတ်တွေအပေါ်မှာလည်းဖော်ရွေတာကြောင့်ဒီကနေ့ထိအောင်မြင်နေရပဲဖြစ်ပါတယ်အမှုပညာလောကနဲ့လည်းအဆက်အသွယ်မပြတ်ပဲအမှုပညာအလုပ်တွေကိုလုပ်ကိုင်နေရကြောင်းပရိသတ်တွေရဲ့အားပေးခြင်းကိုလည်းအခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နေတိုဟာဇလန်းကောင်းတွေမှာတရုတ်ဆောင်တက်ပြီးသူတရုတ်ဆောင်တဲ့ဇလန်းတွေကလည်းတကယ့်ကိုပြည်ပြင်းပြီးဇက်ကောင်တဲ့ဇက်ရုပ်တကယ့်ကိုပြည်ပြင်းတာကြောင့်လေပရိသတ်အားပေးခြင်းကိုခံရသူတစ်ယောက်ဖြစ်ပါတယ်နေတိုဟာဒီနှစ်ပိုင်းမှာဆိုရင်လည်းရုပ်ရှင်ဇာတ်ကားကြီးတွေကိုအကန့်အသတ်နဲ့သာရိုက်ကူးခဲ့တာဖြစ်ပြီးသူရိုက်ကူးတဲ့ဇလန်းတိုင်းကလည်းတကယ်ကိုမှပောက်ခဲ့တဲ့ဇာတ်ကားတွေကြီးဖြစ်ပါတယ်အခုလည်းနေတိုးပါဝင်တရုတ်ဆောင်ထားတဲ့မျက်လက်တက်ပေမဲ့လည်းရေစည်းကကျန်းနေဆိုတဲ့ရုပ်ရှင်ကားဟာရုံပတင်ရသေးပေမဲ့လည်းအတော်လေးကိုပေါက်နေရဖြစ်ပါတယ်ရုပ်ရှင်ကြော်ညာနဲ့တင်ကိုပရိသတ်တွေရဲ့စိတ်ဝင်စားမှုရရှိနေရဖြစ်ပြီးတော့ပရိသတ်တွေကြားမှာလည်းရေပန်းစားနေရဖြစ်ပါတယ်ကြော်ညာထွက်ကလေးကပရိသတ်တော်များများရဲ့မှတ်ချက်ကောင်းတွေကိုရရှိထားတာဖြစ်ပြီးတော့ပရိသတ်တွေကလည်းအဲ့ဒီကယုံတည်ရင်တော့တွားကြည့်ကြမယ်ဆိုပြီးပြောဆိုကြတာဖြစ်ပါတယ်အဲ့ဒီကားထဲမှာလည်းကြော်ညာနဲ့တင်ကိုနေတိုးရဲ့တရုတ်ဆောင်မှုတွေဟာအပိုလုံးမရှိထိမိနေရဖြစ်ပြီးတော့ဇကားထဲမှာလည်းပရိသတ်တွေရဲ့အချစ်တော်တရားဖြစ်တဲ့ဗီတာမင်ကပါဝင်တရုတ်ဆောင်ထားတာကြောင့်အတော်လေးကိုပေါက်နေတဲ့ကားလေးတစ်ခုဖြစ်ပါတယ်မြက်လက်တက်ပေမဲ့ရေစီးကကျန်းနေဆိုတဲ့ဝိတုစာအုပ်ဟာဆိုရင်တော့စာပေစုရဝိတုတိုဖြစ်တာကြောင့်အတော်လေးစိတ်ဝင်စားခြင်းခံရသလိုရိုက်ကူးသူတွေအားလုံးလည်းတာဝန်ကြီးတာဖြစ်ပါတယ်အဓိကအဖြစ် LGBT တွေရဲ့ဘဝကိုထင်ဟပ်ပြသထားတာဖြစ်ပြီး LGBT တယောက်ရဲ့ပေးဆက်မှုကြီးပုံတွေကိုကြည့်ရှုခွင့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်ကားရိုက်ဖို့အတွက်လည်းအများကြီးပြင်ဆင်မှုတွေအားလုံးကိုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်ဇလန်းပုံဖော်ဖို့အတွက်လည်းတာဝန်တွေကြီးတာကြောင့်များစွာပြင်ဆင်မှုတွေလုပ်ပြီးအားလုံးစူးစမ်းခဲ့ရတယ်လို့ဆိုပါတယ်နေတိုးဟာလည်းအရန်တော်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပြင်ဆင်မှုတွေကလည်းအရင်ကတရုတ်ဆောင်ခဲ့တဲ့ကားတွေနဲ့မတူညီအောင်လို့ကွဲပြားအောင်တရုတ်ဆောင်ခဲ့တယ်လို့ဆိုကြပါတယ်နေတိုးဟာဘာကားပဲရိုက်အသေးစိတ်ကြကြပြင်ဆင်တရုတ်ဆောင်တာဖြစ်ပြီးတော့မြက်လက်တက်ပေမဲ့ရေစီးကကျန်းနေဆိုတဲ့ရုပ်ရှင်ကားရိုက်ဖို့အတွက်လည်းနေတိုးဟာ LGBT တွေရဲ့ပြောပုံဆိုပုံအသုံးနှုန်းတွေနေပုံထိုင်ပုံတွေကိုအချိန်ယူပြီးလေ့လာခဲ့ရတယ်လို့ဆိုပါတယ်ပြည်ပြောင်တရုတ်ဆောင်နိုင်ဖို့အတွက်နယ်ဘက်တွေကိုသွားပြီးနယ်ဘက်က LGBT တွေရဲ့ဇယိုက်တွေကိုလေ့လာခဲ့ရတယ်။ရည်ကြီးသိမ်မွေးစွာပြောဆိုသုံးနှုန်းတတ်ဖို့ကိုလည်းပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။နေတိုးဟာအတော်လေးစူးစမ်းပြင်ဆင်ခဲ့တာကြောင့်လေဒီကားနဲ့အကယ်ဒမီရမယ်ဆိုပြီးတော့ပရိသတ်တွေကခံမှန်းထားကြတာဖြစ်ပါတယ်။နေတိုးရဲ့လှုပ်ဆောင်နိုင်စွမ်းတွေဟာလည်းအတော်လေးကိုချီးကျူးစရာပဲဖြစ်ပါတယ်။သူရဲ့တရုတ်ဆောင်ချက်တွေနဲ့ပဲပရိသတ်တွေကိုဆွဲဆောင်ထားတာဖြစ်ပြီးတော့အခုချိန်ထိအောင်မြင်နေရပဲဖြစ်ပါတယ်။နေတိုးဟာလည်းဒီကားနဲ့ထပ်မံပြီးတော့ပရိသတ်တွေရဲ့အချစ်ကိုသိမ့်ပိုက်အောင်မှာဖြစ်ပါတယ်။ဇလန်းစညိုပိုင်းလည်းကောင်းပြီးတော့တရုတ်ဆောင်ပိုင်းမှာလည်းအပိုလုံးမရှိကွက်တီကြစွာနဲ့တရုတ်ဆောင်နိုင်တာကြောင့်လေတကယ့်ကိုအကယ်ဒမီမှန်းလို့ရတဲ့ကားလို့ဆိုရမှာဖြစ်ပါတယ်။တစ်ဖွဲ့လုံးကတော့စူးစမ်းပြီးကြားရနေရမှာအကောင်းဆုံးစူးစမ်းခဲ့ကြတာဖြစ်တဲ့အတွက်ရုံတင်ဝင်ငွေလည်းကောင်းမဲ့ဇကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ပရိသတ်တွေလည်းဒီကားနဲ့နေတိုးအတွက်အကယ်ဒမီမှန်းလားဆိုတာလေးပြောပြသွားခဲ့ကြပါအောင်ရှင်။